တိုင်ပင်ထားခြင်းမရှိဘဲနဲ့လာပြီနေ့မှာမြတ်စွာဘုရားစီအလုံးရောက်ရှိပြီးတော့လာကြတယ်အဲ့ဒါလို့ရောက်ရှိလာကြတဲ့အချိန်တန်ခါပရိသတ်ဟာစီဝေးမိတယ်လို့ခေါ်တယ်အဲ့ဒီနေ့မှာအဲ့ဒါကိုပထမတန်ခါတဏိပါဒပထမတာဝကတဏိပါဒမြတ်စွာဘုရားလက်ထက်မှာယန္တာပုဂ္ဂိုလ်တွေအားလုံးမြတ်စွာဘုရားရဲ့အနီးပါးကိုတညီတဲ့ရောက်ရှိလာတဲ့ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့1250သောယဟန္တာတွေရဲ့အလယ်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလဥပတိတ်တနဲ့ကောလိတသူတို့ရဲ့အမည်နာမကဥပတိတ်တနဲ့ကောလိတရင်ရင်ကြေးကြေးခေါ်ကြတယ်နာမည်ကြီးကိုအလုံးလိုက်ခေါ်လို့မရှိကြဘူးဒါကြောင့်မို့ရင်ရင်ကြေးကြေးခေါ်တဲ့အခါကျတော့ဥပတိတ်တကိုသာရိပုတ္တလို့ခေါ်တယ်ကောလိတကိုမောက္ကလနာလို့ခေါ်တယ်အနွယ်နာမည်နဲ့ခေါ်ကြတာသာရိပုတ္တဆိုတာမိခင်နာမည်နဲ့ခေါ်လိုက်တာမောက္ကလနာဆိုတာအနွယ်နာမည်နဲ့ခေါ်လိုက်တာအဲ့ဒါလို့သာသနာတော်မှာတလေးတစားခေါ်သည့်အတွက်ကြောင့်သာရိပုတ္တမောက္ကလနာလို့မြတ်စွာဘုရားကိုယ်တိုင်ကဒီအသုံးအနှုန်းကိုသုံးခဲ့သည့်အတွက်ကြောင့်ဒီကနေ့ထိအောင်ရှင်သာရိပုတ္တရာရှင်မောက္ကလန်လို့ဖြစ်နေတာသူတို့အမည်နာမတွေမဟုတ်ဘူးအဲ့ဒီနေ့မှာမြတ်စွာဘုရားကဒီပုဂ္ဂိုလ်နှစ်ပါးယဟန္တာဖြစ်တယ်လို့ဆိုတာတာမန်ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးအက္ခတာဝကရဲ့အတိညာပါရှိလာတဲ့ဂုံတုဝိသေတသူများနဲ့မတူဘူးအရတ္တမဲ့ရလိုက်တာနဲ့တပြိုင်နက်အခတာဝကတွေရဲ့အည်ချင်းတွေတရားသူတရားမြတ်တွေရဲ့အည်သွေးတွေအလုံးပါဝင်လာတယ်ဆိုပါစို့10ရန်အောင်နာချင်းတူပေမဲ့လို့ဒီတစ်လုံးမှမပါတဲ့လူတွေလည်းရှိတယ်ဒီ6လုံးပါတဲ့လူလည်းရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့ဂုဏဝိသေသတွေအကုန်ပါလာတယ်အဲ့ဒါလို့ဂုဏဝိသေသတွေပါတယ်ဆိုတာမြတ်စွာဘုရားမှသိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ယဟန္တာဖြစ်ကြတာတော့တူတူပဲယဟန္တာဖြစ်တယ်သို့တော့ထူးခြားတဲ့အည်ချင်းတွေပါလာတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးဟာတန်ကြံတဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးတဲ့နောက်ဆုံးပြောရမယ်ဆိုရင်ပထမဆုံးတရားသူတရားမြတ်ရသွားတယ်ရှင်ကွန်းတေညရဲ့အည်ချင်းနဲ့တောင်မတူဘူးရှင်ကွန်းတေညတရားသူတရားမြတ်ရသွားတာဟုတ်တယ်ရတ္တမေရတ္တဖို့ရတယ်အဘိညာဉ်6ပါးသမာဘ10ပါးဓာရီပါမယ်ဝိဇ္ဇာ3ပါးပါမယ်သို့တော်လည်းပဲအခတာဝကတွေရဲ့ရနိုင်တဲ့အတိညာမျိုးမပါဘူးတဲ့ဒီလိုဆိုတာနော်အခတာဝကပါရမီဉာဏ်တွေပါမလာဘူးတဲ့ဒီပုဂ္ဂိုလ်နှစ်ပါးကတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ကအလွန်ထူးခြားလို့အဲ့ဒီပထမဆုံးတာဝကတဏိပါဒတဘူရဲလာပြီနေ့မှာတန်ခါပရိသတ်ထဲမြတ်စွာဘုရားကသူတို့နှစ်ပါးကိုပထမအခတာဝကအဖြစ်ရှင်သာရိပုတ္တရာကိုချီးမြှောက်ပြီးဒုတိယအခတာဝကအဖြစ်ရှင်မောက္ကလန်ကိုချီးမြှောက်ခဲ့တယ်ဒီတပြိနှစ်ပါးဟာကြီးမားတဲ့အရေးချင်းတွေရှိသည့်အတွက်ကြောင့်ပထမတပြိနဲ့ဒုတိယအမြတ်ဆုံးတပြိအဖြစ်တန်ခါပရိသတ်မှာချီးမြှောက်ပြီးတော့ပြောကြားလိုက်တာပြောကြားပြီးတဲ့နောက်မှာမြတ်စွာဘုရားလာပြီနေ့မှာဩဝါဒပါဠိမောက်ရွတ်ဆိုဟောကြားတော်မူခဲ့တယ်ခန္တီပရမန္တပောတိဒိဋ္ဌာတို့သဗ္ဗပပတ္တအာကရဏံတို့အနုပဝါရောအနုပခါတော်ဆိုတဲ့ဩဝါဒပါဠိမောက်ဂါထာတွေနဲ့လာပြီနေ့မှာဥပုပ်ပြုခြင်းကိစ္စအစည်းအဝေးမှာမိန့်ခွန်းတရားဓမ္မဟောကြားပြီးတော့ကဆုံဒီတဘူရဲလာပြီနေ့မှာအက္ခတဝကယာဓုပထမဆုံးချီးမြှင့်ခန့်အပ်လိုက်တာဖြစ်တယ်ပေါ့အဲ့ဒါလို့ချီးမြှင့်ခန့်အပ်လိုက်လို့ရှိရင်အားလုံးကကျင့်တတ်တယ်လို့မထင်နဲ့ပွားစီနဲ့တက်လာယာဓုကလိုချင်ကြတဲ့လူကများတယ်လေကျင့်တတ်တယ်မကျင့်တတ်ဘူးဆိုတာခုခေတ်မှာဖြစ်တာမဟုတ်ဘူးလူတွေကြားထဲမှာလည်းဒါမျိုးကရှိတာဘယ်တော့မှဆိုရှိမှာပဲလူရှိနေသမျှကာလပတ်လုံးမကျင့်တတ်တာတော့ရှိနေကြမှာပဲเนาะကျင့်တတ်မှုရှိတယ်လို့မကျင့်တတ်မှုရှိအရေးချင်းဆိုတာတမန်ပုဂ္ဂိုလ်သိနိုင်တာမှမဟုတ်တာအဲ့တော့မြတ်စွာဘုရားက
ဒီနှစ်ပါးကိုဧကတာဝကလို့သတ်မှတ်လိုက်တာနဲ့တပြိုင်